ဒီနေ့မှာတော့2026ခုနှစ်အတွက်ကမ္ဘာဈေးကြီးဆုံးကား5စီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ဈေးကြီးဆုံးကားကတော့ Rolls-Royce La Rose Noir Droptail ဖြစ်ပါတယ်။နံပါတ်2ဈေးကြီးဆုံးကားကတော့ Rolls-Royce Bobtail ဖြစ်ပါတယ်။နံပါတ်3ဈေးကြီးဆုံးကားကတော့ Bugatti La Voiture Noir ဖြစ်ပါတယ်။နံပါတ်4ဈေးအကြီးဆုံးကားကတော့ Pagani Zonda HP Barchetta ဖြစ်ပါတယ်။နံပါတ်5ဈေးအကြီးဆုံးကားကတော့ Mercedes Maybach Exelero ဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။